ပုံသေးကအတိုင်း21ရာစုမှာမြင့်တွေ့ရတဲ့တရားပါတကားဟာတချို့နေရာတွေမှာအကောင်းတိုင်းရှိနေတယ်လို့တချို့နေရာတွေကတော့အတော်ကြီးကိုပျက်စီးယိုယွတ်နေပါတယ်အလျားလိုက်စီးထားတဲ့အုတ်ချက်တွေကြားကတောင်းလိုက်လိုင်းနှလိုင်းကိုတွေ့တော့ Freemason လို့တီတိုရေးရွတ်မိသွားတယ်ဒီအုတ်စီတဲ့ style ဟာ Freemason ရဲ့အမှုပိုင်းဟန်ဖြစ်တဲ့ brick by brick ရဲ့အငွေအသက်ပဲလေတရားပါတကားရဲ့အုတ်ချက်တွေကိုအပြိုစင်လေးတယောက်ကိုဂိုင်းသလိုတီယူတီအကန်ကြည့်တယ်အုတ်တစ်ချက်နဲ့တစ်ချက်ကြားမှာနေရာလွတ်မြရှိမလားတီးချင်လို့လက်နဲ့ချီကြည့်တယ်ပကံမျိုးရိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်း1200ဝန်းကျင်ကအတိုင်းအတူတစ်ချောင်းတောင်တိုးလို့မပေါင်းနိုင်အောင်ဒီကနေ့အထိခိုင်မာတောင့်တင်းနေတော့မယ်ဒါပေမဲ့ပျက်စီးနေတာတွေရှိတယ်အမြင့်ပေးလက်ဆဲထု9ပေခန့်လို့ခံမိုင်းရတဲ့ရှေးဟောင်းမျိုးရိုးရဲ့အပေါ်ပိုင်းတချို့နေရာတွေကအုတ်ချက်တွေဟာအချိန်ကာလအော်တဘာဝဘေးအနေနဲ့တစ်ခုခုကြောင့်ပျက်စီးယိုယွတ်တဲ့ပုံစံထက်တိတ်ကိုစွမ်းနာပြင်းထန်တဲ့လက်နက်ကြီးနဲ့ဖျက်ဆီးခံထားရတဲ့ပုံစံမျိုးပိုးပေါက်နေပါတယ်တရားပါတကားရဲ့အပေါ်ပိုင်းကအုတ်ချက်တွေဟာပုံပြက်ပန်းပြက်တဆအစီချေးမွယ်နေတယ်မျိုးရိုးဟာပတ်ထိုးနဲ့အကော်ခံရတယ်လို့ခြိုင်းခွင့်နေတယ်ဒါဟာရှေးခေတ်လက်နက်ကြီးလို့ဆိုရမယ် tribute chats တို့ catapults တို့လို့တိတ်ကိုပါဝါပြင်းထန်တဲ့ရှေးအောင်လောက်လွဲကြီးတွေလက်ချက်မိခဲ့တဲ့ပုံမျိုးပိုပေါက်တယ်ပကံမျိုးရိုးကိုသာဒီလိုလက်နက်ကြီးမျိုးနဲ့ဖျက်ဆီးခံရရင်ပကံဘရင်ဟာချိန်တွေပြေးရလောက်တယ်နရတိဟပတိမင်းတို့ဖြတ်ခနဲ့တတိယမိသွားတယ်လူချစကားအရဒီဘရင်ကမနမိုးလင်းမျက်စိနှလုံးပွင့်တာနဲ့နီးရလူကိုတွေ့ကြရတဲ့ကောက်ပေါက်တဲ့စိတ်ဝေဒနာရှင်သူ့နမ်းဆောင်တွေကအမှုထမ်းလေးဆိုတာနေတိုင်းလို့ထိတ်ပေါက်ခေါင်းကွယ်တဲ့ဒဏ်ရာတွေရနေကြတော့သူ့မိဖုရားကတခြားလူတွေအနာတရားမဖြစ်စေချင်လို့သူမနိုးခင်ခုတင်နာမှာလူထိရမနာလောက်တဲ့အတီးတမျိုးထားပေးရတယ်သူနိုးလာရင်လူတွေကိုအဲ့ဒီအတီးနဲ့ပစ်ပေါက်တယ်လူတွေကအတီးနဲ့ပစ်ပေါက်ခံရတော့ခါရမ်းပြီးတော့ထပ်ပြစ်ကြတယ်အဲ့ဒီကနေခရမ်းသီးဆိုတဲ့အမည်တွင်သွားတယ်လို့ကြားဖို့ပါတယ်ကဘာတချမ်းကိုတင်းခဲ့ဘူးတဲ့မွန်ဂိုအင်ပါယာရဲ့နာမည်ကျော်မြင်းတက်ကြီးဟာမင်းဆိုးမြင်းကြီးတယောက်ကိုဇက်သိမ်းပေးဖို့ပခါနေပြီးတော့ကိုဝိုင်းထားလိုက်ကြပြီပကာမှာရှေးတုန်းကမြို့တကာ12ခုရှိတဲ့တရဘာဂိတ်ဟာနောက်ဆုံးမြို့တကာပေါ့မွန်ဂိုတွေတရဘာတကာအထိရောက်လာပြီဆိုတဲ့သဘောကရှေးကမြို့တကာ12ခုဟာဖျက်ဆီးခံလိုက်ရပြီဆိုတဲ့အသေးပြတ်တက်ရောက်တဲ့တရဘာတကာအထိရန်သူတွေရောက်ပြီဆိုရင်တေချာတဲ့အချက်ကနရတိဟပတိတော့ပြေးပါပြီတော်ဘလို့မင်းဆိုးမြင်းကြီးလူဆိုတည်တဲ့အောင်သူ့ကိုတစ္ဆာခံတဲ့စစ်သားတွေကတော့အရင်ခေတ်ကလည်းရှိခဲ့တာပါပဲပကာရဲ့စစ်တီဟာနရတိဟပတိပြေးတော်တည်တဲ့အောင်မြို့တကာကိုပိတ်ပြီးမစုတ်တိုင်းရဲရဲဝံ့ဝံ့ခုခံခဲ့ကြသေးတယ်လို့မွန်ဂိုဒမိုင်းမှာမတန်းတင်ထားတာကိုပြန်ဖိုက်ခဲ့ရဘူးလေရှေးဟောင်းလောက်လွဲကြီးတွေကပစ်လွတ်လိုက်တဲ့ရာဝင်အိုးလောက်ရှိတဲ့ကြောက်လုံးကြီးတွေဟာပကောင်မျိုးရင်းကိုတအုံအုံတချင်းချင်းကြနေတယ်အေယာမမီးကုန်းကြီးတွေဟာမီးမုန်တိုင်းတိုက်သလိုပကောင်မျိုးရင်းကိုတဝုံဝုံကြပြီးလူတွေဟာအလန့်တကြားပြေးလွှားအော်ဟစ်နေကြလိမ့်မယ်ဒါတွေဟာမွန်ဂို tribute chats ရဲ့လက်နက်ကြီးကြီးစံတွေပေါ့မွန်ဂိုတွေမှာဒီလက်နက်ကြီးတွေကိုစစ်ချီရလမ်းကလျှောက်မှာmaintain လုပ်ဖို့စစ်မြေပြင် engineer တက်ရင်ပါလာခဲ့တယ်လန်ဒန်အရွယ်အစားလောက်ရှိတဲ့တန်တောင်းများအဆင့်ရမြောက်များစွာကိုတပြိုင်နဲ့ပြလွတ်နိုင်တယ်ကြောက်လုံးကြီးတွေမီးလုံးကြီးတွေကိုလိုချင်တဲ့ပြစ်မှတ်အတိအကျရောက်အောင်ချိန်ရွယ်ပစ်ခတ်နိုင်စွမ်းရှိတယ်ဒီလက်နက်ကြီးတွေကိုမြို့တကားတွေနေရန်တွေကိုဖြိုတဲ့ညမှာသုံးတယ်ပုံမှန်ဆိုရင်တော့မြို့တကားပြိုရင်မွန်ဂိုများတာကမြားမိုးရွာလိမ့်မယ်နောက်ကစင်မှာတော့နာမည်ကျော်မွန်ဂိုမြင်းတက်ကရန်သူတိုက်ကိုစီးချင်းဝင်ထိုးမယ်အဲ့ဒီညကတော့မြင်းတက်နဲ့ဝင်တက်ရတဲ့အဆင့်အထိရောက်ခဲ့သလားသိမသိကြပါဘူးပကာရဲ့စစ်သေးတွေကသူ့ထက်အင်ဟာနေတဲ့မြန်မာပြည်တွေကတိုင်းဟင်တာပေါင်းစုံကသာအနိုင်ကျင့်ဘူးပြီးမဲ့သူတို့အမတ်တောင်မမတ်ဘူးတဲ့အင်ဟာအချီမဆုံးခေအမီဆုံးမွန်ဂိုစစ်တပ်ကြီးနဲ့နဖူးတွေဒူးတွေရင်ဆိုင်ရတဲ့အခါအလိုင်းဖြူထောင်ပြတ်ဖို့သာရာခိုင်နှုန်းများတာပါပဲမွန်ဂိုတွေဟာပကောင်ဖျားတွေကိုတင်းချိုင်းကူတွေလုထင်ပြီးမဖျက်ဆီးခဲ့ဘူးလို့တချို့ကပြောကြပါတယ်မိမိတော့သိမထင်ပါဘူးသူခေတ်သူအခါကခေအမီဆုံးလက်နက်အမီဆုံးကိုကင်တွယ်အသုံးပြုခဲ့တဲ့မွန်ဂိုတွေဟာငတုံးတွေမှာမဟုတ်တော့မွန်ဂိုဘီယန်ကူပလိုင်ခန်ကသိမ်းတဲ့အချိန်ပကောင်မှာ translator လို့ခေါ်တဲ့ဘာသာပြန်တွေမရှိဘဲမနေပါဘူးမေးလိုက်ရင်သိနိုင်တာပါပဲဒါဖျားလားသိမ်းချိုင်းလားဆိုလားမဖြက်စီးခြင်းလူကိုမဖြက်စီးခဲ့တာပါဘာကြောင့်လဲဆိုတော့မွန်ဂိုတွေဟာသူတို့သိမ်းခဲ့တဲ့ကဘာအရရမှာနေမြေတိုင်းမှာလူမျိုးတိုင်းရဲ့ရိုးရာဓလေ့ထွန်းတန်းဘာသာရေးနဲ့ပတ်သက်ရင်လေးလေးဆဆရှိကြတယ်လို့နာမည်ကြီးပါတယ်ကူပလိုင်ခန်ကတီးဘတ်နဲ့တရုတ်လိုသိမ်းပြီးတဲ့နောက်မှာတီးဘတ်ဗုဒ္ဓဘာသာနဲ့ယဉ်နီးပြီးများစွာအားပေးအားမြောက်ပြုခဲ့တဲ့အကြောင်းမှတ်တမ်းတွေလည်းအခိုင်အမာရှိပါတယ်စစ်စစ်သွေးကြီးရဲ့မြန်မာဟာမွန်ဂိုလွိုင်းတို့မျိုးရော့ရေးပညာရှင်တွေကဆိုကြပါတယ်ကြည့်စုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတာတွေတင်ဆက်ပြီးသွားဦးမလို့ channel လေးကို subscribe လုပ်ထားပေးကြပါဦးခင်ဗျာ